ရဲပုံကြတော့လေမြတ်စွာဘုရားဘယ်လိုဟောထုံဆိုရဟန်းတွေကိုတုတ်တန်တစ်ခုမှာသဗ္ဗတ္တယတဏိကတုတ်တန်မှာဘာဟောသွားတာလဲရဟန်းတို့မင်းတို့တွေသိကံကောင်းကြတယ်လူဘဝရပြီးတော့တရားအထုတ်ခွင့်ရနေတာအလွန်ကံကောင်းတာလောကမှာသဗ္ဗတ္တယတဏိကငရဲဆိုတာရှိတယ်မျက်စိကမြင်လိုက်လို့ရှိရင်မြင်လိုက်တဲ့အရာမှန်သမျှကကြောက်မွဲ့ဖွယ်ရာထိတ်လန့်ဖွယ်ရာတွေချီပဲစိတ်ချမ်းသာစရာတစ်စက်မှမရှိဘူးမျက်စိကမြင်ရတဲ့ဟာတွေကကြားရတဲ့အရာတွေကလည်းပဲချီနူးစရာတစ်ခုမှမရှိဘူးအနံ့ကလည်းပဲချီနူးစရာတစ်ခုမှမရှိဘူးအရသာကလည်းပဲချီနူးစရာတစ်ခုမှမရှိဘူးမျက်စိနာနာလျာကာယခန္ဓာကိုယ်ထိတွေ့ရတဲ့ဟာတွေကလည်းဒုက္ခအတိတွေကြီးပဲခြေနှက်စရာတစ်ခုမှမရှိဘူးတွေးကြည့်ရင်လည်းကြောက်မဲ့ဖွယ်ရာတွေကြီးပဲဆိုမျက်စိနာနာလျာကာယအထိတွေ့တယ်အလုံးကိုကြမ်းတမ်းရက်ဆက်ပြီးဒလဇတ်ဆင်းရဲဒုက္ခတွေနဲ့ကြုံတာဘယ်လိုလုပ်တရားထုတ်လို့ရမလဲငရဲဆိုတာအဲ့လိုပဲဒလဇတ်ဆင်းရဲနေလို့နိရယဆိုတဲ့အဓိပ္ပာယ်ကအယဆိုတာချမ်းသာဒုက္ခနိဆိုတာမရှိတာချမ်းသာဒုက္ခတစ်စက်မှမရှိတဲ့နေရာကိုငရဲလို့ခေါ်တာပဲပါဠိစာပေကနိရယချမ်းသာကင်းတဲ့အရာလို့ခေါ်တယ်ချမ်းသာကင်းတဲ့ဘုံဘဝကိုနိရယလို့ခေါ်တယ်လူပြေမှာချမ်းသာတာရှိသေးတယ်လေဆိုတော့ဥမာပဲသွားကြိုက်တဲ့အခါကျတော့ဒုက္ခရောက်တယ်မဟုတ်လားအဲ့လိုမရသွားကြိုက်တယ်နားကြိုက်တယ်ဆိုတာခံရခက်တယ်တခုနာကျင်နေပြီဆိုခံရခက်တယ်သို့တော့ဒီတိုင်းနေလို့ရှိရင်ဘာမှမဖြစ်ဘူးလေနေလို့ထိုင်လို့ကောင်းနေရင်ဘာမှမဖြစ်ဘူးဟိုမှာအမြဲတမ်းသွားကြိုက်နေတယ်လို့ခံနေရမှာစဉ်းစားကြည့်ပေါ့တွေးကြည့်ပေါ့အဲ့ဒီဆိုးလိုက်လူတွေမှာတောင်နေမကောင်းထိုင်မသာရှိဒီကိုလုံးနာနေရထိုင်ခက်တယ်နိအေးသူတို့စီမှာသာဝရဒုက္ခတွေနဲ့ပဲနေကြ